안녕, Korea language area learning channel에서 환영합니다. 제로 디니가로 지안다더라고ရောက်တာပေါ့နော် 지안다가 자로 제로မြန်မာလို့ဆိုရင်မဘူးဆိုတဲ့အဓိပ္ပာယ်ပါညင်းတာပါမဘူးပေါ့နော်မတွားဘူးမစားဘူးမလုပ်ဘူးဆိုတဲ့ဟာမျိုးပြောတာပါအဲကြတော့ချက်အခုလဲပြောလိုက်တယ်မတွားဘူးမစားဘူးမလာဘူးမလုပ်ဘူးအဲကြတော့ဓာတ်ထဲမှာထည့်တဲ့တွားလို့စားလို့လာလို့လုပ်တို့ကဘာလဲတော့ verb တွေနဲ့မို့လို့ခါကြတော့သူက 지안다더라가 ဘာတွေနဲ့တွဲမလဲဆိုတော့ verb တွေနဲ့တွဲပါမယ် babla 지안다 babla 지안다 မလုပ်ဘူးမတွားဘူးမစားဘူးပေါ့နော်အဲကြောင့်ခြေတို့ဘာမှာကအသက်ပါသည်ဖြစ်စေအသက်မပါသည်ဖြစ်စေဘာနဲ့ပဲတွဲမလဲဆိုတော့ဂျီအန်တာနဲ့ပဲတွဲမယ်ဘာမှာအသက်ပါသည်ဖြစ်စေအသက်မပါသည်ဖြစ်စေဘာနဲ့တွဲမလဲဂျီအန်တာနဲ့တွဲမယ်ပြီးရင်ဂျီအန်တာကမတွားဘူးမစားဘူးမို့လို့ခြေတို့ကမတွားပါဘူးမစားပါဘူးဆိုပြီးတော့ပါဆိုတဲ့စလုံးလေးထည့်ခြင်းနောက်ဆုံးမှာဆုံးသက်ထားတဲ့အန်ကိုဘာလုပ်မလဲအန်ကိုအမြင့်သုံးလေးနည်းနည်းပြောင်းလိုက်မယ်အန်ကိုအန်ကဘတ်မို့လို့စမီတာနဲ့ကတ်လိုက်မယ်ရလားအဲ့တော့ဘယ်လိုဖြစ်သွားမှာလဲဆိုတော့စာကြောင်းကbablaji and smita bablaji and smita မတော်မဘူးမပါဘူးဆိုဖြစ်သွားမယ်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင် ji and smita ဘိုင်းနဲ့တွဲမလဲ verb တွေနဲ့တွဲမယ် verb မှာအသက်ပါသည်ဖြစ်စေအသက်မပါသည်ဖြစ်စေ ji and ta နဲ့ပဲတွဲမယ် ji and ta ကိုမှနည်းနည်းလေးစာကြောင်းရဖော်မယ်ရပြန်ပုံစံပြောင်းမယ်ဆိုလို့ရှိရင် ji and smita ji and smita ဆိုပြီးတော့ရေးပါမယ်ဒါတော့က verb တင်နဲ့တွဲတဲ့ပထမအငင်းနေပေါ့နော်ဟုတ်ပြီပထမအဆုံးစာကြောင်းကြည့်ကြအောင်ပထမအဆုံးတစ်ကြောင်းကနေတော့မနှက်ဖြန်ကတော့ hakyo ရဲ့အကြောင်းကိုဂါကြီးအန်စမီတာမတွားပါဘူးနှက်ဖြန်အကြောင်းကိုမတွားပါဘူးနေတော့ hakyo ရဲ့ဂါကြီးအန်စမီတာအဲ့တော့ဂါတာမှာအတတ်မပါလဲဂျီအန်တာနဲ့ကတ်မဲချေလို့ရှေ့ရ verb ကိုတော့ဂျီနဲ့ကတ်ပြီးတော့ဂျီနဲ့အန်တာနဲ့ရဲ့ခြားမှာတော့ဒီခေါင်းစဉ်မှာပေးထားသလိုပဲ space တစ်ခွက်ခြားပြီးတော့ရေးမယ်နော်ဒါကဂါကြီးအန်တာမှာနောက်ဆုံးအမှာအသက်ပါတော့စမီတာကပ်ပါမယ်ဂါဂျီယန်စမီတာနေရွန်ဟက်ကျိုရဲ့ဂါဂျီယန်စမီတာမနဲ့ပြန်ကတော့ကြောင်းမသွားပါဘူးရမယ်နော်ပြီးရင်ဒုတိယစာကြောင်းကကဟက်ဆိုင်ကိုအဲ့ဒီကြောင်းသားကကင်ချီတော့ကင်ချီကိုမော်ဂျီယန်စမီတာမစားပါဘူးအဲ့ဒီကြောင်းသားကကင်ချီမစားပါဘူးရမယ်နော်မော့တာမှာအသက်ပါလဲဂျီယန်တာနဲ့ပဲကပ်မယ်ဒါတော့မော့ကိုဂျီနဲ့ကပ်ရေးမယ်ဂျီနဲ့အန်တာနဲ့ကိုတော့ space တစ်ခွက်ချပြီးရေးမယ်မော့ဂျီအန်စမီတာရမယ်နော်ပြီးရင်တတိယစာကြောင်းကယိုကျွန်းမအခုတလောကတော့ဘာပိုဂျီအန်စမီကာဘာပိုဂျီအန်စမီကာအလုံးမများဘူးလားဘာပိုတာကအလုံးများတယ်ဘာပိုဂျီအန်စမီကာအလုံးမများဘူးလားယိုကျွန်းမအခုတလောကတော့ဘာပိုဂျီအန်စမီကာအလုံးမများဘူးလားယိုကျွန်းမဘာပိုဂျီအန်စမီကာအခုတလောအလုံးမများဘူးလားရမယ်နော်အဲ့ဒါပြီးရင်နောက်တစ်ကြောင်းခီဘွန်နီစိတ်ခံစားချက်ကဂျိုဂျီအန်စမီကာsorry ဂျိုဂျီအန်စမီတာခီဘွန်နီဂျိုဂျီအန်စမီတာခီဘွန်နီဆိုတာစိတ်ခံစားချက်ကိုပြောတာပါအဲ့တော့မှုကိုပြောတာပေါ့နော်ခီဘွန်နီစိတ်ခံစားချက်ကဂျိုဂျီအန်စမီတာမကောင်းဘူးစိတ်ခံစားချက်မကောင်းဘူးပြောတာနော်ကြတော့ခီဘွန်ကစိတ်ခံစားချက်ကိုပြောတာခီဘွန်နီဂျိုတာဆိုလို့ရှိရင်စိတ်ခံစားချက်ကောင်းတယ်အဲ့စိတ်ခံစားချက်မကောင်းဘူးဆိုရင်ခီဘွန်နီနာပါယောခီဘွန်နီနာပါယောဒီပုံလေးနာပါရစိတ်ခံစားချက်မကောင်းဘူးရမယ်နော်ဘယ်လိုသုံးလို့ရပါတယ်အဲ့တော့ဒီမှာတော့ခေပုံးနေဂျိုဂျီယန်စမီတာစိတ်ခံစားချက်မကောင်းပါဘူးအဲ့တော့ပြီးနောက်ဆုံးတစ်ကြောင်းကအုံရှိကီအစားအသောက်ကမဲဂျီယန်စမီတာမဆက်ပါဘူးအကြတော့အုံရှိကီမဲဂျီယန်စမီတာအစားအသောက်ကမဆက်ပါဘူးရမယ်နော်အဲ့ဆိုရင်ဂျီယန်သားရဲ့မြန်မာလိုကမဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုမချေရူအန်တာမှာအသက်ပါတော့စမီတာနဲ့ကတ်လိုက်မယ်ဂျီယန်စမီတာမပါဘူးပေါ့နော်ဘာတွေနဲ့တွဲလဲ verb တွေနဲ့တွဲမဲ့ verb မှာအသက်ပါသည်ဖြစ်စေပါချိ iso တို့ obso တို့အသက်ပါအသက်မပါဘာနဲ့ပဲတွဲမလဲဂျီအန်သားနဲ့ပဲတွဲမယ်ရမယ်နော်အဲ့ဒါပြီးသွားလို့ရှိရင် verb နဲ့ဂျီနဲ့ကိုကတ်ရေးမယ်ဂျီနဲ့အန်သားနဲ့ကိုတော့ space တစ်ခွက်ချပြီးတော့ရေးမယ်ရမယ်နော်ဒါကြတော့ဘိုဂီလေးတွေတစ်ခေါက်ပြန်ဖတ်ပေးပါမယ်ပထမဆုံးစာကြောင်းကနေရွန်ဟက်ကျိုရဲ့ဂါဂျီအန်စမီတာကဟက်ဆိုင်ကိုကင်ချီရောမော်ဂျီအန်စမီတာ요즘은ဘာပိုဂျီအန်စမီကာ기본이 조지 않습니다. 음식이 매지 않습니다. ဒါမနော်ဟုတ်ပြီအဲ့ဆိုရင်ဂျီအန်တာကအငင်းလို့ပြောရပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကိုရီးယားမှာအငင်းကဂျီအန်တာတစ်မျိုးတည်းရှိရလားဆိုတော့မဟုတ်ဘူးအဲ့ကြတော့ချေရုဒုတိယအငင်းဆက်ရှင်းပြီမယ်နော်
တော့ကျမတို့ကမဘူးကိုညင်းကျင်တဲ့အခါမှာ GNDA အခုတင်သွားတဲ့တရား GNDA ကိုသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှင်ချေတို့ N ကိုသုံးလို့ရတယ် N တစ်လုံးနဲ့ကိုသုံးလို့ရပါတယ် N တစ်လုံးနဲ့ကလည်းမဘူးဆိုတဲ့အဓိပ္ပာယ်ပါပြီးရင်နောက်တစ်ခုက mok ဆိုတဲ့စလုံးလည်းရှိပါတယ် mok ကကြတော့ချေတို့အင်္ဂလိပ်လိုပြောလိုက်လို့ရှင်တော့ရှင်းသွားမယ်သူကကြတော့နိုင်မလုတ်နိုင်ဘူးဆိုတဲ့နိုင်ဆိုတဲ့အဓိပ္ပာယ်ပါကြတော့ mok ကကြတော့ညင်းတာအောင်မှမလုတ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီသုံးမျိုးကိုသုံးလို့ရတယ်ပေါ့နော်ချေတို့ဒီသုံးမျိုးအပြင်ကြီးမားဆဲရောကြီးမားတာအဲ့ဒီဟာမျိုးတွေလည်းရှိပါသေးရဲ့နော်ဟုတ်ပြီအဲ့ဒါတွေကကျတော့နည်းနည်းလေးမြင့်သွားပြီဆိုတော့အရင်ဆုံးကလက်တွေ့မှာပြောနေကြသုံးနေကြတဲ့ကအနည်းဆုံးတွေက GNDA နဲ့ဆင်တဲ့တရားက N ရှိမယ် mo ရှိမယ်ဒါတော့ GNDA နဲ့ N နဲ့ကနှစ်ခုလုံးချေတို့စကားပြောတဲ့နေရာမှာဒါမှမဟုတ်လို့ရှင်စာကြောင်းနေရတဲ့အခါမှာသုံးလို့ရတယ်ဒါပေမဲ့ချေတို့ဆောင်းမွဲတွေမှာမိကွန်းတွေမှာပါပြီဆိုလို့ရှင်เนาะN GNDA အပို့ပြီးတော့အပါများတယ်ပေါ့နော်ဒါပေမဲ့ N လည်းပါပါတယ်အတူတူပဲအဲကြတော့သူတို့နှစ်ခုကကြတော့သုံးတာဆင်တယ်မြန်မာလိုကလည်းမဘူးဆိုတဲ့အဓိပ္ပာယ်ပဲအဲတော့ GNDA ကတော့အစောနာပြောသလိုဘာနဲ့တွဲလဲ verb နဲ့တွဲတယ် verb ကဘယ်ကလာလဲဆိုတော့ verb က GNDA ရဲ့ရှေ့ကလာတယ်ပေါ့နော် verb ကို G နဲ့ကပ်လိုက်တယ် verb မှာအသက်ပါ G နဲ့ကပ်ပြီးတော့ anda ကို space တစ်ခွက်ချပြီးတော့ရေးတယ်အဲ့ဒါက GNDA ရဲ့ပုံစံN ကကြတော့ N ရဲ့နောက်မှာပါလာမှာလဲဆိုတော့ N ရဲ့နောက်မှာ verb လိုက်မယ် N ပြီးရင် space တစ်ခွက်ချပြီးတော့မှ verb ကိုရေးမယ်သူကလည်းမဘူးကိုပြောတာဥပမာဆယ်တို့ခါတာဆိုလို့ရှိရင် N ခါတာမသွားဘူးဟုတ်ပြီနော်အဲ့ဒါမှဂါကိုချေတို့အားရွရွချင်းနော်အန်ဂါယိုမသွားဘူးဟုတ်ပြီနော်အဲ့ကြတော့အိုဒါဆိုရင်လာတဲ့ NY ရောမလာဘူးစသဖြင့်ဒီလိုမျိုး N ရဲ့နောက်မှာ space တစ်ခွက်ချပြီးတော့မှနောက်ကဘာရေးမလဲ verb ကိုရေးမယ်အဲ့ကြတော့ N ရဲ့နောက်မှာ space တစ်ခွက်ချပြီးရေးတာမလို့အဲ့ဒီဘက်မှာအသက်ပါတာအသက်မပါတာမျိုးကို N တရားကစဉ်းစားကြရတော့မလို့တော့ပြီးတော့ GNDA တရားကလည်းစီးမြင့်အရာဘက်မှာအသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ GNDA နဲ့တွဲမယ်ဆိုတော့သူတို့နှစ်ခုလုံးအသုံးရတာလွယ်တယ်ဒါပေမဲ့သတိထားဖို့ကကြတော့ချေတို့GNDA ကကြတော့ချေတို့ verb ရဲ့နောက်မှာ GNDA ကပ်ပြီးရေးတာဆိုတော့ပြဿနာမရှိဘူး N ကကြတော့ N ရဲ့နောက်မှာဘာရေးမလဲ verb ရေးမယ်လို့ပြောတာ N ရဲ့နောက်မှာverb ရေးမယ်ဆိုတော့ခါကြတော့ဥပမာချေတို့ဂုံဘူးဟာတာစာလုပ်တယ်အေးရတာအလုပ်လုပ်တယ်မာရတာစကားပြောတယ်ဟုတ်ပြီနော်စမ်းချက်ခါတာလမ်းလျှောက်တယ်အဲ့လိုမျိုးဟာတွေကိုချေတို့ကအငင်းပြောင်းတဲ့ခါမှာ N ဂုံဘူးဟာတာအဲ့လိုရေးလိုက်မယ်ဟုတ်ပြီနော်ဘာလို့ဆိုဂုံဘူးဟာတာချေတို့သိထားဘတ်ပဲအဲ့တော့ N ရဲ့နောက်မှာ space တော့ကချပြီးဘတ်ရေး N ဂုံဘူးဟာတာစာမလုပ်ဘူးအဲ့လိုဘာသာပြန်လိုက်မယ်ဒါပါတော့ N ဤရတာအလုံးမလုပ်ဘူးဒီလိုဘာသာပြန်လိုက်မယ်ဤရတာအလုံးလုပ်တယ် N ရတာအလုံးမလုပ်ဘူးကြတော့ဒီလိုမျိုးဘာသာပြန်လိုက်လို့ရှိရင်ဘာသာပြန်တာကတော့မမအောင်ဒါပေမဲ့အတိတ်ပဲကလုံးဝပြောင်းသွားပါတယ် N ရဲ့နောက်မှာဘတ်တစ်ခုလုံးရေးတာမှန်ပေမဲ့ N ဂုံဘူးဟာတာဆိုတာကကြတော့ကြောင်းမတက်တဲ့ကလေးတွေစာကိုလုံးဝမသိတဲ့ကလေးတွေမှာသုံးတာပါ N ဤရတာလို့သုံးလို့ရှိရင်အလုံးမလုပ်109 110ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်တော့109 110သမားတွေကိုပြောတာအနေတာအလုံးမလုပ်ဘူးဒါပေမဲ့ကိုကမင်းဘာလို့ဒီနေ့အလုံးမလုပ်တာလဲဒီနေ့အလုံးမစင်ဘူးဒီနေ့ဖျားနေလို့နေမကောင်းလို့အလုံးမလုပ်ဒါမှမဟုတ်အကြောင်းကိစ္စတစ်ခုခုရှိလို့အလုံးမလုပ်ဘူးဒါမှမဟုတ်လဲဒီနေ့တစ်ခုခုသွားစရာရှိတာမို့လို့စာမလုပ်ဘူးစာလုံးမဲ့အချိန်ဖြတ်လိုက်တယ်ဟုတ်ပြီနော်တကယ်ချင်းနေနဲ့တွားတွေ့မယ်စသဖြင့်ပြောမယ်ဆိုလို့ရှိရင်ကြတော့အန်လဲတုံးကျင်တယ်အန်ရဲ့နောက်မှာဂုံဘူးဟာတာအန်ရဲ့နောက်မှာဣရာတာတခါကြီးမရေးဘူးဆိုလို့ရှိရင်ချေတို့ကဘယ်လိုပြောင်းရေးပေးရမှာလဲဆိုတော့ဘယ်လိုပြောင်းရေးပေးရမှာလဲဆိုတော့ဂုံဘူးအန်နာတာဟုတ်ပြီနော်ဘာလို့ဆိုတော့ဂုံဘူးရဲ့ဟာတာရဲ့တွဲထားတဲ့ဘတ်ဆိုပြီးအဲ့လိုယူဆမယ်ဂုံဘူးအန်နာတာဟုတ်ပြီနော်ဂုံဘူးအန်နာတာစာမလုပ်ဘူးအဲ့ဒါပြီးအန်နာတာအလုံးမလုပ်ဘူးဒါဆိုလို့ရှိရင်အဲ့ဒီတရက်တာအလုံးမလုပ်တာကိုပြောတာရမယ်နော်အဲ့တော့n ကိုတွဲတဲ့သုံးတဲ့အခါမှာ n အငင်းကိုသုံးတဲ့အခါမှာဒီလိုစလုံးလေးတွေကိုတော့သတိထားပေးမယ်ပေါ့နော် suncheck gon anada iron anada အလုပ်ကိုမလုပ်ဘူးရမယ်နော်အဲကြတော့ဂုံဘူးတော့နာတာစာမလုပ်ဘူးအဲ့ဒါဆိုလို့ရှိရင်ဂုံဘူးနဲ့ဟာတာကိုအန်ကိုကြတော့နောက်ကဟာတာနဲ့ပဲတွဲရေးမယ်အနာတာဂုံဘူးအနာတာစာကိုမလုပ်ဘူးအီရန်နာတာအလုပ်ကိုမလုပ်ဘူးအဲ့ဆိုလို့ရှိရင်အဲ့လိုခွဲရေးလိုက်တော့မှဒီနေ့အလုံးမလုပ်တာဆိုတဲ့အဓိပ္ပာယ်ပါအဲကြတော့အီရာတာဘတ်ကြီးတစ်ခုလုံးမို့လို့ဆိုပြီးတော့အန်ရဲ့နောက်မှာဘက်လိုက်တယ်အန်အီရာတာအလုံးမလုပ်ဘူးဆိုလို့ရှိရင်လုံးဝအလုံးမလုပ်တဲ့လူအလုပ်ကိုင်းမရှိတဲ့သူကိုခေါ်တာကိုသတိထားပြရမယ်ရမယ်နော်အဲ့ဆိုလို့ရှိရင်ဂျန်ဒါကလည်းညင်းတာအန်ကလည်းညင်းတာဆိုပေမဲ့နှစ်ခုလုံးက verb နဲ့တွဲတယ်ဂျီနှစ်ခုလုံးကလည်း verb မှာအသက်ပါတာအသက်မပါတာစဉ်းစားစရာမလိုဂျန်ဒါကကြတော့ရှေ့မှာပတ်ရေးပြီးတော့အန်ကကြတော့နောက်မှာ space တစ်ခွက်ချပြီးတော့ပတ်ရေးမယ်ဒါပေမဲ့ verb တွေရေးတဲ့အခါမှာအစောနောက်လိုမျိုးသတိထားမယ့်ဟာလေးတော့ရှိတယ်ပြီးရင်နောက်ဆုံးတစ်ခုကကြတော့မို့ကကြတော့နိုင်တာလို့ပြောတယ်မနိုင်တာပေါ့နော်ဟုတ်ပြီအဲဒါမလုံနိုင်တာမသွားနိုင်တာမစားနိုင်တာဥမာထားပါတော့ကျောင်းမသွားနိုင်တာ
ဘာလို့လဲဖျားနေလို့နေမကောင်းလို့ဒါမှမဟုတ်လဲအလုပ်ကိစ္စရှိလို့စိတ်ယုံတက်ရမှာမဟုတ်လို့စသဖြင့်အရေးပေါ်ကိစ္စတွေရှိလာလို့ကျောင်းသွားခြင်းပေမဲ့မသွားနိုင်ဘူးဟုတ်ပြီနော်အဲ့တော့ကိုကဘိုက်နာနေလို့အဆက်တွေစားခြင်းပေမဲ့မစားနိုင်ဘူးစသဖြင့်နိုင်ဘူးဆိုပြီးညင်းလို့ရှိရင်ဘာနဲ့ညင်းမလဲဆိုတော့မိုးနဲ့ညင်းပါမယ်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်တော့ချေတို့မိုးကကြတော့မိုးကျင်းတော့မှဘက်ပလေးထည့်မှာပေါ့နော်မိုးမော်ကောရောမစားနိုင်ဘူးမို့မော်ကောရောမစားနိုင်ဘူးဟာနော်မဲုံကဆက်တဲ့ဟာတွေကိုမဲုံကဆက်တဲ့ဟာတွေကိုမို့မော်ကောရောမစားနိုင်ဘူးဆက်တဲ့ဟာတွေမစားနိုင်ဘူးဒါဆိုရင်သူကစားခြင်းပေမဲ့မစားနိုင်တာသူအကြောင်းကိစ္စတစ်ခုခုရှိတာမလို့မစားနိုင်တာဒါလုံးဝသူမလုံနိုင်တဲ့အခြေအနေဟာဗနော်တကယ်လို့ထားပါတော့မဲုံကဒီစာကြောင်းကိုပဲအန်နဲ့သုံးကြည့်မယ်မဲုံကဆက်တဲ့ဟာတွေကိုအမော်ကောရောမစားဘူးမစားပါဘူးအဲ့ဒါဆိုလို့ရှိရင်ဒါကမစားခြင်းလို့မစားတာအန်ကမစားခြင်းလို့မစားတာအမိုးကကြတော့မစားနိုင်လို့မစားတာရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဂျီယန်သားကလည်းမဘူးအန်ကလည်းမဘူးညင်းကမို့ကလည်းမဘူးဒါပေမဲ့ဂျီယန်သားနဲ့အန်နဲ့ကတော့ဆင်တယ်အတိတ်ပဲလည်းဆင်တယ်သုံးတဲ့အခါမှာလည်းဆင်တယ်ဘာပလက်ဂျီယန်သားဘက်မှာအသက်ပါဂျီယန်သားနဲ့ကတ်မယ်အန်ကကြတော့အန်ရဲ့နောက်မှာစပိတ်တော့ကချပြီးတော့မှဘက်ကိုရေးမယ်ဒါပေမဲ့အန်ရဲ့နောက်မှာဘက်တွေရေးတဲ့အခါမှာဂုံဘူအာသာအီရာသာမာရသာဆန်ချက်ခါသာအဲ့လိုစလုံးတွေဆိုလို့ရှိရင်နော်တတိထားပြီးတော့ခွဲရေးပေးမယ်ဂုံဘူအန်နာသာအီအန်နာသာအဲ့လိုရေးရမယ်နော်အဲ့ဒါပြီးမို့ကကြတော့ရှင်းနှစ်ခုနဲ့အဓိပ္ပာယ်မတူတော့နိုင်ဆိုတဲ့အဓိပ္ပာယ်မလုံနိုင်မသွားနိုင်မစားနိုင်ဘူးဆိုတဲ့အငင်းအဓိပ္ပာယ်ရမယ်နော်အခုကျဲမှာဆိုလို့ရှိရင်ဥပမာတစ်ခုပေးထားတယ်မဲုံကောမို့မော်ကောရောဆိုဆက်တဲ့ဟာကိုမစားနိုင်ဘူးစားခြင်းပြီးမစားနိုင်တာအန်သုံးရင်နော်မဲုံကောအမော်ကောရောဆက်တဲ့ဟာတွေမစားဘူးဆိုလို့ရှိရင်သူစားကိုမစားတာဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါကအငင်း၃မျိုးရှိတယ်ဆိုတော့ပြပေးတာပါတပြည့်အငင်းတွေလည်းရှိရနော်ဂျီမာဆက်ရောဂျီမာတာအဲ့ဒီဟာတွေရောရှိသေးတယ်အခုကကြတော့ဒီ၃မျိုးပဲရှင်းပြပေးလိုက်တာပါအခုဒီနေ့ကဒီခန်းမှာကြတော့ဂျီယန်တာတရာဆိုတော့ဂျီယန်တာတရာရဲ့လေ့ကျင့်ခန်းကိုတွားကြည့်အောင်နော်ဂျီယန်တာတရာရဲ့လေ့ကျင့်ခန်းကကြတော့မှာကပုံလေးနှစ်ပုံပေးထားတယ်ကစမဘိုကိုဆွရှစ်ဖြူပုံကြည့်ပြီးရေးပါတဲ့တစ်ဖက်ကပုံကကိုရီးယားပုံတစ်ဖက်ကပုံကဟိုဂျူပုံပေါ့နော်ဩစတြေးလျပုံဆိုပြီးပေးထားတယ်အဲ့တော့သူရှေ့ရပေးထားတဲ့စာကြောင်းတွေကိုချေတို့ချီယန်သားကိုတုံးပြီးတော့အငင်းပြောင်းခိုင်းတာအမေနော်အဲ့ဆိုရင်ဟန်ကူမာကအုံရှိကိမဲစမီတာအစားအသောက်တွေကဆက်ပါတယ်အဲ့တော့ဟိုဂျူမာကကြတော့အုံရှိကိမဲချီအန်စမီတာအစားအသောက်တွေကမဆက်ပါဘူးပြီးရင်ဟန်ကူမာကကင်ချီရောမောစမီတာကင်ချီကိုစားပါတယ်အဲ့ကြတော့ဒီဘက်မှာပြန်ရင်ကင်ချီရောမောချီအန်စမီတာကင်ချီမစားပါဘူးရမနော်မော်ဂျီအန်စမီတာရှီကရော့စမီတာဆူညံပါတယ်ဆိုတော့ဟိုဂျူဘက်ကပုံမှာကြတော့တားပိုက်ကောင်လေးတွေပဲရှိအငင်းနေဆိုတော့ရှီကရော့ဂျီအန်စမီတာရှိကရော့ဂျီအန်စမီတာမဆူညံပါဘူးရှိကရော့ဂျီအန်စမီတာမဆူညံပါဘူးရမနော်ဒါအခုကဂျီယန်သားတရာကိုတင်တာမလို့ချေတို့ကမဆူညံပါဘူးကိုဂျီယန်သားနဲ့တွဲရနော်တကယ်တိတ်ဆိတ်ပါတယ်ဆိုပြီးကြိုရုံး9သားကိုတုံးလဲမှန်တယ်နော်စာရမီမန်စမီတာလူတွေများပါတယ်အဲကြတော့စာရမီမန်ဂျီအန်စမီတာလူတွေမများပါဘူးစာရမီမန်ဂျီအန်စမီတာပြီးတော့နောက်ဆုံးစာကြောင်းကခရစ်စမတ်ဆိုရင်နော်ဂျုစမီတာဒီမှာရေးထားတာခရစ်စမတ်ခရစ်စမတ်ကိုပြောတာပါခရစ်စမတ်ဆိုရင်နော်ဂျုစမီတာခရစ်စမတ်မှာအေးပါတယ်တဲ့ဒီဘက်မှာတော့မအေးတာမို့လို့ဂျုဂျီအန်စမီတာချူဂျီအန်စမီတာအခုထဲတို့ကဂျီအန်သားကိုတုံးပြီးတော့ရေးတာမို့လို့အေးတယ်ဆိုရင်လည်းချူဂျီအန်စမီတာဆူညံတယ်ဆိုရင်လည်းရှီကရော့ဂျီအန်စမီတာလို့ရေးတာနော်တကယ်ကအပြင်မှာပြောပြီးဆိုလို့ရှင်တော့မဆူညံပါဘူးရှီကရော့ဂျီအန်စမီတာမဆူညံပါဘူးအဲ့လိုမပြောဘူးနော်တိတ်ဆိတ်တယ်လို့ပဲပြောမှာပေါ့ဂျူယုံကတာချူစမီတာအေးမအေးဘူးလို့ပြောချင်တဲ့အခါမှာချူဂျီအန်စမီတာမအေးဘူးလို့ရှေ့ပြောမှာထက်ဒေါ့စမီတာပူတယ်ပေါ့ကိုယ့်ရဲ့အမှန်တိုင်းခံစားနေရရတူလို့ပြောမှာပေါ့ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒါကဂျီယန်သားတရာရဲ့ဘိုဂီလေးဂျီယန်သားတရာရှင်းပြချက်ရဲ့ဂျီယန်သားတရာရဲ့လေ့ကျင့်ခန်းရေးပြီးသွားတာပါရမယ်နော်ဒီနေ့တော့ဒီကြည့်ပါပဲနော်감사합니다